တင်ဘလောက်ပဲစူးစမ်းရောက်လက်ကထင်တယ်လို့ဖြစ်မလာဘူးဖြစ်နေလားအောင်မြင်တဲ့လုပ်ငန်းရှင်တွေဟာစနေတန်းနဲ့အောင်မြင်လာတာမဟုတ်ပါဘူးသူတို့မှလူတိုင်းမသိတဲ့လိဝက်ချက်တစ်ခုရှိပါတယ်အဲ့ဒါကတော့ 1% improvement rule ဖြစ်ပါတယ်အရာကိုတပြန်နဲ့တည်းပြောင်းလဲဖို့မကြိုးစားပါနဲ့နံပါတ်1ချက် product သိပစ္စည်းကိုမနေ့ကချက်100%ပိုကောင်းအောင်လုပ်ပါနံပါတ်2ချက် customer service customer ကိုဆက်ဆံတဲ့နေရာမှာမနေ့ကချက်100%ပိုနှွေးထွေးပါစေနံပါတ်3ချက် marketing သင်ရဲ့ပို့တစ်ခုဟာမနေ့ကချက်100%ပိုစိတ်ဝင်စားအောင်လုပ်ပါဒီ100%လေးတွေပေါင်းလိုက်တဲ့အခါမှာဒီနေ့ပြည့်သွားရင်သင်ဟာအရင်ကချက်အစပေါင်း39ဆပိုပြီးတိုးတက်လာပါလိမ့်မယ်ဒါကို compound interest လို့ခေါ်ပါတယ်စီးပွားရေးဆိုတာအပြည့်ပြန်ပွဲမဟုတ်ပါဘူးရေရှည်တက်ပွဲပဲဖြစ်ပါတယ်ဒါကြောင့်ဒီနေ့သင်လုပ်ငန်းတွေအတွက်ဘယ်အရာကို100%တိုးတက်အောင်လုပ်မှာလဲ comment မှာရေးခဲ့ပြပါဦး